စီပူရဲကိုကော်ရီလေးထည့်မယ်ကနန်းသားလေးထည့်မယ်ကြောက်ဦးလေးလည်းထည့်ပေးတယ်ပြီးသွားပြီဆိုလို့ရှိရင်လည်းတို့တွေကုဆိုင်ပေါ့နော်ကြက်သွန်လေးမဟုတ်ဘူးနော်ကုဆိုင်လေးထည့်ပေးမယ်ကဲမြတ်စားလောက်ကူနေရောကန်းလေးကနန်းကော့ကြော်ကိုစီမများနဲ့ရယ်စီနည်းနည်းနဲ့အိုးတိုက်တိုက်ရယ်ဆိုပြီးတော့နှစ်မျိုးလေးကြော်ကြည့်တယ်။ဘယ်ဟာကပို့ပြီးတော့အရသာပိုကောင်းလဲဆိုတာကိုသိချင်တာတော့ကြောက်ပေါ့နော်။စီမများနဲ့ကြော်တဲ့ဟာကြတော့လေတကယ်လို့ကိုကကျွတ်လေးစားချင်တာမျိုးဆိုလို့ရှိရင်စီကိုများနဲ့ကြော်စီကိုလည်းရှော့တုံးခြင်းနဲ့ဟိုပျော့လေးစားချင်တာမျိုးဆိုလို့ရှိရင်လည်းဒါစီနည်းနည်းနဲ့အိုးတိုက်ပေါ့နော်။နေရတော့စီနည်းနည်းနဲ့ကြော်တာပိုကြိုက်တယ်။စီများတာကြတော့လေစီစစ်ကတာနဲ့ဆိုအချိန်ပေးရတယ်ကြားတယ်။စားရတာလဲဝါလိုက်တဲ့ခါဆိုလို့ရှိရင်စီမထွက်တာမျိုးဆိုလို့ရှိရင်အထဲမှာစီရဝင်တာမျိုးဆိုရင်လည်းဟိုမကောင်းပေါ့နော်ဟန်လေးဒါကိုချီကျူတာမဟုတ်ဘူးပေါ့နော်ငင်ကြော်တဲ့ခဏခေါ်ကြော်လေးတော်တော်လေးစားကောင်းလား